ကျွန်တော်မရှိလို့ဒီပတ်တာတော့တွေ့နေတယ်ဒါပေမဲ့အခုလိုပတ်တာမျိုးတွေ့တာတော့မရှိလို့ကြုံဘူးလားမကြုံဘူးလားတော့ကျွန်တော်လည်းမပြောတတ်ဘူးဒါပေမဲ့အခုလိုမျိုးပတ်တာတွေ့တာအများစုကတော့အပေါ်တစ်လုံးနဲ့အောက်တစ်လုံးတွေ့တယ်တကားကတီးရဲဆိုရင်ပေါ်တစ်လုံးအောက်တစ်လုံးမတွေ့ချင်ဘူးနောက်ပြီးတော့အလယ်မှာပဲတစ်လုံးတည်းလည်းမတွေ့ချင်တဲ့လူတွေတော့အခုလိုမျိုးလေးနှလုံးပူပြီးတွေ့လို့ရပါတယ်အခုလိုမျိုးနှလုံးပူပြီးတွေ့တဲ့အတွက်ပို့ပြီးတော့ခိုင်ခန့်မှုရှိတယ်ပေါ့နော်ပေါ်တစ်လုံးအောက်တစ်လုံးထိတဲ့တွေ့လို့ကြမျိုးအခုလိုမျိုးနှလုံးတွေ့ပူလိုက်ရင်တခါလေးပြီးတယ်ဒါပေမဲ့အဲ့အတွက်ကိုနည်းနည်းတော့လောက်ရမှာပေါ့နော်အခုကျွန်တော်ပြလိုမျိုးလေးပဲအရင်ဆုံးဗရိဆော်ပြီးတော့ဒီမှာဆော်ထားပါတယ်ဒီဆန်ကြောက်တစ်ချောင်းပို့တော့ဗရိဆော်တယ်နော်ကျွန်တော်မျိုးတွေဒီစားကြည့်တာမျိုးပို့ရောဒီလိုမျိုးဗရိပြီးဆော်တိုင်းပါပြီးဆော်တော့ဒါရရတယ်နဲ့တို့တတိထားရမှာကဒီပေါ်မဲအောက်နှစ်ခုကိုကျွန်တော်တို့ဆက်မြအောင်ဗရိဆော်ဘူးနော်ဒါပြန်ဖြတ်ရမယ့်အရာမျိုးတို့အလေကတော့ကိစ္စမရှိအလေကတော့ဆော်လိုက်လို့ရတယ်အလေကတော့ဆော်လိုက်ရတယ်ဟုတ်ဒါဖြတ်ရမှာတော့ဖြတ်ပြီးတော့ဒီဓာတ်လေးပဲဖြတ်တယ်နော်။ဆိုတော့ဒီမှာတကားဖောင်လေးပြီးတော့မှဆိုလေပြပြမှာပါ။နည်းနည်းတော့ဟတာတယ်နော်။နည်းနည်းဟတာပြီးတော့ကျွန်မအောက်မှာတော့လေဝေကြောင်းတစ်ချောင်းခံတယ်။ဝေကြောင်း6ခတ်စာပဲခံတယ်။ပြီးတော့ဟိုဒီဘက်ထားတယ်။ဟိုဒီဘက်ထားပြီးကျွန်တော်ဝေစပရိုက်ရပါမယ်။ဒါဆိုရင်တော့စီနေမယ်ပို့ပြီးတော့လည်းခိုင်ခန့်မှုစီမယ်